AB Powerforce နိုင်ပွဲနဲ့ပတ်သက်ပြီးကျွန်တော်တို့ Chelsea ကိုဘာပြောချင်တယ်လဲမင်္ဂလာပါဗျကိုခိုင်း Chelsea fan page ကနေအပြောင်းကျွန်တော်များအားလုံးကိုကြိုဆိုပါရစေဘာပြောချင်တယ်လဲဆိုတော့ကဏ္ဍလေးကနေကျွန်တော်တို့ Chelsea ရဲ့ဒီ Powerforce ကိုကျင်းမြောင်းတဲ့ဂိုးရလက်နဲ့နိုင်ခဲ့တဲ့ပွဲပြီးကိုထင်မြင်ယူဆချက်တွေကိုကျွန်တော်တို့ဆွေးနွေးသုံးသပ်ကြည့်အောင်ဒါတော့ကိုယ့်အမြင်ကိုပြောကြတာပေါ့ဗျာနော်အဲ့တော့ညီကိုတွေလည်းလွတ်လပ်စွာဝင်ရောက်ဆွေးနွေးသွားလို့ရတယ်ကိုယ့်အမြင်မှန်သမျှမှန်တာကြီးပဲချကျွန်တော်တို့ဒီပွဲနဲ့ပတ်သက်ပြီးအချက်၃ချက်ကိုထောက်ပြခြင်းတယ်အဲ့ဒီအချက်၃ချက်ကတော့ခေါင်းစဉ်တစ်ခုအောက်ထဲရပဲကျွန်တော်တို့ဒီထက်ပို့ပြီးတော့ဂိုးရဖို့အတွက်ဘာတွေလှုပ်တင်တယ်လဲဆိုရဲအချက်၃ချက်ပဲဖြစ်ပါတယ်လီယန်ရိုဇီနီယာရဲ့ viewer ဘိုင်းရကမကောင်းသည့်တိုင်အောင်မစိုးလို့ပြောလို့ရတယ်ဒါပေမဲ့ဂိုးတွေကတော့ပြိသက်စိတ်ကျဉ်တဲ့ဂိုးတွေမရခဲ့ဘူးတကိုးနဲ့ပဲကပ်ပြီးနိုင်ခဲ့တယ်အဲ့တော့တေးကြတယ်ဗျာကျွန်တော်ဒီထက်ပို့ပြီးတော့ဂိုးရတင်တယ်အဲ့လိုဂိုးရဖို့အတွက်ဘာတွေလုပ်ဖို့လိုအပ်တယ်လဲဆိုရဲအချက်၃ချက်ပေါ့နော်ပထမဆုံးတစ်ချက်ကတော့စိတ်မလောဖို့ဒုတိယတစ်ချက်ကတော့တကိုးကောင်းမဆန်ဖို့နောက်ဆုံးတစ်ချက်ကတော့ပွဲကကိုစီးပြီးပြီဖြစ်တဲ့အတွက်ကြောင့်အခွင့်အရေးကိုမိမိရရှိတဲ့အခါမှာအဆုံးသတ်ဖို့ဒီအချက်၃ချက်ကိုကျွန်တော်တစ်ချက်ချင်းစီဆက်လက်ဆွေးနွေးမယ်ပထမဆုံးတစ်ချက်စိတ်မလောဖို့ကိုကဗျာ final ကန်နေရတာလည်းမဟုတ်ဘူးဒီလိုပွဲမျိုးမှာအမှတ်မဖြစ်မနေရမှလည်းမဟုတ်ဘူးစိတ်အေးအေးထားတင်တယ်အဲ့ဒီ stress တွေ short ပြီးတော့ကိုယ်ကန်သွင်းမှုလုပ်တင်တယ်တချို့ကစားသမားတွေကအရင်စိတ်လောတယ်ဗျာအလီဂျန်ရိုကန်နာချိုဆိုရင်အဲ့လိုရောက်ကိုခန့်နေရပဲဘာတွေဖြစ်နေမှန်းမသိတာကန်ကျင်သလိုတွေကန်တာရှေ့က block ထားတာမြင်ရင်လဲကန်ချပလိုက်တာဒါတွေကဘာဖြစ်လို့စိတ်လောနေတာလဲကိုက professional ကစားသမားတစ်ယောက်ဖြစ်တယ်ဒီလိုစိတ်မလောတဲ့အခြေအနေမျိုးမှာဆိုရင်သူတို့တွေးလို့ရတဲ့အတွေးတွေအများကြီးရှိတယ်ဗျကိုယ်တိုင်ဘောလုံးကန်တဲ့သူတွေကတော့သိပါလိမ့်မယ်ကျွန်တော်တို့လည်းတကယ်ဘောလုံးကန်တဲ့အခါကျရင်ဘေးကပရိသတ်ကတော့မြင်တယ်ဟာမင်းဒါလို့ကွာကျွန်တော်တွေကထူပူပြီးတော့မလုံနိုင်တော့ဘူးသူတို့က professional တွေဖြစ်တဲ့အတွက်ကြောင့်တွေးအေးတင်တယ်စိတ်မလောတင်ဘူးလီယိုမက်ဆီတို့ဆိုရင်အဲ့ဒီမှာတလုံး sliding tackle လှမ်းတားတယ်ဗျလှမ်းဘလော့တဲ့တလုံးဆိုရင်လီယိုကြီးဆိုရင်အဲ့လုံးတန်းကန်မှာမဟုတ်ဘက်ကနေပဲတစ်ချက်ရက်လိုက်မှာဟိုကမျောတော်သွားမှာမျောမှသာလျင်ကန်မှာအဲ့တော့တွေးအေးဖို့လိုတယ်စိတ်မလောတင်ဘူးဒါကအလီဂျန်ရိုဂန်နာချိုတယောက်တည်းကိုပြောနေတာမဟုတ်ဘူးတခြားကစားသမားတွေလည်းစိတ်လောတဲ့ပုံစံတွေကျွန်တော်မြင်ရပါတယ်ဥပမာပြောရင်တော့ဒါ Moises Sky ဆိုရင်လည်းစိတ်လောပြီးကန်တာမျိုးတွေရှိတယ်လီယန်ဒီလက်ဆိုရင်လည်းရှေ့မှာကန်ဖို့အတွက်အခွင့်မရပါလေနဲ့ကန်တာတွေရှိတယ်ဒါတွေကိုပြင်ဆင်သင့်ပါတယ်ကိုကပွဲတစ်ပွဲကိုအသာကြီးရနေတဲ့အချိန်မှာစိတ်လောတာကောင်းဖို့မဖြစ်နိုင်ဘူးစိတ်လောပြီဆိုတာနဲ့ဟာကွက်တွေကပေါ်လာမှာပဲလိုအပ်ချက်တွေကပေါ်လာမှာပဲအဲ့အတွက်ကြောင့်စိတ်မလောဖို့တနည်းအားဖြင့်တွေးအေးဖို့အရင်ရေးကြည့်ပါတယ်ကျောင်းညကိုတွေဘောလုံးမကစားခြင်းနဲ့ဆိုရင်တော့ senior တော့ချက်စီမှာ iBox ကိုရှိကို3 miss နဲ့မောင်းငါးချက်တို့ကိုမမသိယူနေပြီအပူထုချေနဲ့ယူကစားလို့ရတယ်လို့ဘုံငွေနဲ့လည်းကစားနိုင်ပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ပပနမတ်39989380မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်နောက်ထပ်အရေးကြီးတဲ့တစ်ပိုင်း selfish ဖြစ်မှုလို့ခေါ်တဲ့တကူကောင်းဆန်မှုအဲ့ဒါကတော့ကျွန်တော်ကနဦးပွဲတွေမှာလည်းပြောချင်တာဗျ Chelsea မှာတကူကောင်းဆန်တဲ့ playing style နဲ့ကစားသမားတွေနည်းနည်းချင်းစီများလာတယ်အပွင့်လင်းပြောမယ်ဗျာ Chelsea ရဲ့ winger တော်တော်များများ selfish ဖြစ်ကြတယ်အလီဂျန်ရိုဂန်နာချိုကစပြီးတော့ဂျမီဂီဒန်စ်အက်စတီဗန်ပက်ဒရိုနက်တိုအကုန်လုံးတဦးချင်းတယောက်ချင်းကျွမ်းကျင်မှုနဲ့ကန်သွင်းခြင်းတဲ့ကစားသမားတွေကြီးပဲဒီထဲမှာ selfish အဖြစ်ဆုံးတကူကောင်းဆန်တာအများဆုံးကတော့ပက်ဒရိုနက်တိုဗျနက်တိုမှာကျွမ်းကျင်ပိုင်နိုင်မှုတွေနော်တဦးချင်းကောင်းမှုတွေအများကြီးရှိတယ်သို့ပေမဲ့သူဒီ teammates တွေကို creation လုပ်ပေးတာတက်ဆိုင်ရင်သူတယောက်တည်းဂိုးကန်သွင်းမှုလုပ်ဖို့စူးစမ်းတဲ့ကစားသမားဗျအပုံစံအများတန်းလို့အဆင်မပြေဘူးအသင်းတွေမှာဆိုရင်တယောက်တည်းလိုက်စော့နေလို့ကအဲ့ဒါအသင်းလိုက်ဟန်ချက်မှာပါပြက်ကောတချို့နီးပြတွေဆိုရင်လုံးဝသဘောမကျအောင်အဲ့လိုတယောက်တည်းတွေရှောက်ကန်ပြီးတယောက်တည်းတွေလိမ့်ရင်ကောက်ထုတ်ပလိုက်မှာအခုကျွန်တော်ပွဲတော်တော်များများကိုလိုက်ကြည့်တယ်ပက်ဒရိုနက်တိုဒီသူတယောက်တည်းကန်လို့ဂိုးဝင်သွားရင်တော့ဒါပြဿနာမရှိဘူးပေါ့ဗျာဂိုးမဝင်သွားတဲ့အခြေအနေမျိုးတွေမှာဆိုရင်တခြားကစားသမားတွေအနေနဲ့နေရာလွတ်တွေမှာ position ယူထားတာတွေရှိတယ်အသင်းရဲ့ဟန်ချက်ကြီးကရိမ့်သွားတာတွေရှိတယ်ဒါမျိုးတွေကိုအနှဲငယ် short ချသင့်ပါတယ်ဒါပက်ဒရိုနက်တိုတယောက်ဒီအသင်းရဲ့ပွဲထွက်အရေးပါတဲ့ကစားသမားမှုလို့ကျွန်တော်ကခေါင်းစည်းတင်ပြောလိုက်ပေမဲ့ကျန်တဲ့ဝင်ကာတွေအားလုံးလည်းအရေးပါတယ်ဗျပြဿနာတစ်ခုကအဲ့ဒီဝင်ကာတွေအားလုံးကလည်း individual skill ကအကုန်ကောင်းကြတယ်ဂါနာချိုဂျမီဂီဒန်စ်အက်စတီဗန်တူးချင်းကြော်ဖက်မှုတွေကောင်းတော့သူတို့ကကိုယ်တိုင်ဂိုးသွင်းယူလို့စိတ်တွေများနေတာကလည်းအနှဲငယ်တော့ပြဿနာရှိပါတယ်အဲ့ဒီဝင်ကာတွေရဲ့ selfish ဖြစ်မှုကိုလီယန်ရိုဇီနီယာအနေနဲ့သေချာ
ထင်းချောင်းတင်တယ်လို့ယူဆတယ်ကဲနောက်ဆုံးပိုင်းအခွင့်အရေးတွေကိုပိုင်မှအသုံးချဖို့ဒါကနံပါတ်1အချက်နဲ့တော့အနည်းငယ်ဆင်တယ်ဒါပေမဲ့ကွဲသွားတာကဒီအချက်ဒီ team work အပိုင်းကိုကျွန်တော်ကပြောတာပါကိုကပွဲတစ်ပွဲကိုစီးသွားပြီဆိုရင်တေချာတယ်အခွင့်အရေးတွေလည်းပို့ပြီးတော့ရလာလိမ့်မယ်အဲ့ဒီရလာတဲ့အခွင့်အရေးတွေကိုပိုင်မှအသုံးချဖို့လိုတယ်မပိုင်မဲအသုံးချတဲ့အခါကျရင်ပြိုင်ဘက်နောက်ခံကစားသမားတွေ block တာတွေတစ်ဖက်ကူသမားတွေကpositioning ကောင်းကောင်းနဲ့နေရာယူနိုင်တာတွေရှိနိုင်တယ်ဗျအဲ့တော့ကိုကအပိုင်ပေါ့နော် isolation တွေလုပ်နိုင်ရမယ်တချို့အလုံးတွေဆိုရင်ကိုကစားသမား teammates ကနေရာလွတ်တနေရာမှာရှိနေပြီဒါပေမဲ့အပိုင်မလုပ်ချင်တဲ့အတွက်ဖြတ်ကန်လိုက်တာမျိုးတွေရှိတယ်ကန်သွင်းလိုက်တာမျိုးတွေရှိတယ်လုံးဝရှေ့မှာဗျအတကင်တက်ထဲမှာကိုရီးယားအတကင် threat တွေတောက်လျှောက်လုပ်နိုင်တဲ့အချိန်စိတ်ပြင်းနေပြပုံဖော်ပါဒီပုံစံနဲ့ပဲလီယန်ရိုဇီနီယာကစားတာလေကိုကတကယ်လို့ counter attack situation တွေခံကန်နေတဲ့အခြေအနေဆိုရင်တော့တစ်မျိုးပေါ့ခံကန်ပြီးတော့ပြိုင်ဘက်အသင်းကိုဂိုးသွင်းရမယ်ဆိုရင်တော့အဲ့လိုကျွန်တော်အီလေးဆွဲပြီးလုပ်နေလို့မရအောင်ဂိုးကိုလှင့်မြဲကန်သွင်းရမယ်အခြေအနေတွေဖြစ်တယ်အဲ့ဒါကြောင့်ကိုအသင်းရဲ့ကစားပုံကစားပေါက်ကပြိုင်ဘက်ကိုစီးသွားပြီးအသာစီးရနေပြီဆိုရင်အခွင့်အရေးတွေကိုပိုင်မှအသုံးချဖို့လိုအပ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ AP Powerful ကိုတကိုးတဲ့နဲ့ကတ်နိုင်တဲ့ပွဲကနေကျွန်တော်ပြောချင်တဲ့အကြောင်းအရာတချို့ကိုသုံးသပ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ညီကိုတွေရောဘာပြောချင်တယ်လဲ